ဒီနေ့အတွက်ကတော့ဟင်းမချက်ပဲနဲ့ငါးတစ်တာသုံးနည်းနေပြောပြမယ်နော်ဒါကသုံးထားတဲ့ငါးတစ်တာတူနာငါးတစ်တာဘူးလေးပါယူရီးယားတစ်စိပ်ပါပြီးရင်တော့ဟင်းရွက်အဲ့ထဲမှာထည့်သုံးမဲ့အရွက်ကတော့ခရမ်းချင်ဒီလေးရဲ့ငရုတ်သီးစိမ့်လေးရဲ့ကြက်သွန်နီလေးရဲ့ပေါ့နော်ပြီးရင်ကြက်သွန်နီလေးတွေကိုတေးသေးလေးတွေညီညီညာညာဖြစ်အောင်လို့လှီးပါမယ်ညီညာမှာအတုပ်တုပ်စားတာပို့ပြီးတော့အဆင်ပြေပါရဲ့အခုနီလာလေးအတိုင်းလိုက်တင်ကြည့်လို့ရပါတယ်ပြီးရင်တော့ငရုတ်သီးစိမ့်လေးတွေကိုလည်းအနေတော်လေးပေါ့နော်အဲ့လိုအနေထားလေးဖြစ်အောင်လှီးပါမယ်ပြီးရင်ငရုတ်သီးစိမ့်ကကိုကြိုက်ရင်ကြိုက်တဲ့လောက်2000 3000ထည့်လို့ရပါတယ်ဒီမှာတော့2000ပဲထည့်ပြထားပါတယ်ပြီးွားရင်တော့ပကံလေးတွေကိုထည့်မယ်ပြီးရင်ခရမ်းချင်သီးလေးကိုလှီးပါမယ်ခရမ်းချင်သီးကိုအလုံးလိုက်တစ်ခေါက်ရေစေးရပေါ့နော်ပြီးတော့မှလှီးပြီးတော့မှတစ်ခေါက်ရေပြန်စေးပါမယ်ဘာလို့လှီးပြီးတော့ရေပြန်စေးလဲဆိုတော့အတွင်းထဲကပါတယ်သူ့ရဲ့အဆီလေးတွေကိုစားရတာမကြိုက်တဲ့အတွက်ကြောင့်ပါပလေးဖြစ်အောင်လို့လှီးပါမယ်လှီးပြီးတော့ဆိုရင်တော့ခရမ်းချင်သီးတွေကိုပကံလေးတွေကိုထည့်မယ်ခုနကပြောထားတဲ့အတိုင်းပဲအဆီလေးပြအောင်လို့ရေစေးပါမယ်ရေစေးပြီးတော့ရင်လည်းရေကိုကုန်အောင်လို့ညှစ်ပြီးတော့မှတုပ်ပါမယ်နော်မဟုတ်ရင်ရေတွေထွက်ပါတယ်ပြီးရင်တော့တူနာငါးကိုဖောက်ပါမယ်သူကအတွင်းထဲမှာအတုံးကြီးရေပေါ့နော်ဖောက်ပြီးသွားရင်တော့သူ့ကိုမီးပူပေးပါမယ်အရသာအတွက်စားရဟင်းချိုမုံလေးရဟင်းချိုမုံဆိုတာဓာတ်ရှိပေါ့နော်ဓာတ်ရှိလေးနည်းနည်းထည့်ပါမယ်ပြီးရင်တော့သူ့ကိုပူနေအောင်လို့အပူပေးပါမယ်ငါးတက်တာပူကိုအဲ့လိုမျိုးအပူပေးပြီးစားရတာကြိုက်လို့ပေါ့နော်အပူမပေးဘဲနဲ့ဒီတိုင်းတုတ်ချင်လည်းရပါတယ်ဒါကအပူပေးပြီးတော့အတုံးလေးကြီးနေတဲ့အတွက်ကြောင့်မလို့အနေတော်လေးဖြစ်အောင်လို့ဇုံလေးနဲ့ပဲအခုလိုပုံစံလေးဖဲ့လိုက်တာပါအဲ့လိုမျိုးတေးသေးလေးဖြစ်သွားရင်စားရတဲ့လူအတွက်လည်းအဆင်ပြေရပေါ့နော်ပြီးရင်ငါးလေးလည်းများများလေးရရပေါ့နော်ပြီးရင်တော့ခုနကနှီးထားတဲ့အရွက်ကလေးတွေအကုန်လုံးထည့်လိုက်ပါမယ်ထည့်ပြီးတော့ရင်တော့စီချက်ကလေးနည်းနည်းထည့်ပါမယ်အဖက်ကလေးနဲ့အရင်လေးနဲ့ပေါ့နော်ပြီးရင်ငန်းပြရည်ကဒီညမှာစားသုံးထားတော့ထည့်စရာမလိုတော့ပါဘူးအရန်လွယ်ကူပါရဲ့ဒီလိုလေးနှံသွားအောင်နေလိုက်ပြီဆိုရင်တော့အရသာရှိရဲ့ငါတက်တာတုံးလေးတစ်ခွဲရပါပြီအားလုံးပဲလိုက်လို့စားကြည့်ပါအောင်နော်